ဒီအပိုင်းမှာတော့ဂါဘန်ကတော့ကိုကောက်ကိုလိုက်ပြီးသူ့စီကလာလူဖို့စင်ခေါ်ပါတယ်လူဖီကတော့သူကတိုက်ခိုက်ပြီးမလို့ချင်တာကြောင့်အသာတကြီးပေးဖို့သာတောင်းဆိုပါတယ်အဖိုးကြီးကတော့မင်းတို့ညီးတွားနေတာတွေရက်ပြီးငါးစီကနေလာဦးစမ်းမလို့စင်ခေါ်ကမင်းတို့တွေမယူနိုင်ကြလို့ဒီလိုပြောနေတာလားလို့ခနဲ့ပါတယ်ဒီလိုနဲ့လူဖီကလူယူဖို့ရိုတိုလက်ပေါ်ကခုံဆင်းလာပြီးဇိုဒိုကလည်းကိုလွန်သူ့အဖေဘလောက်ချမ်းချောင်းပြောထားတာကိုပြန်ကြားနေပါတယ်လူဖီကတော့ဂါဘန်ကိုတိုက်ခိုက်ဖို့တဲ့ဂါဘန်ရဲ့အနောက်မှာရှိတဲ့တော့ကိုသာလူဖို့အောင်ဆိုင်နေပါတယ်ဂါဘန်ကလူဖီစီကနေအသာလေးရှောင်နေတာကြောင့်လူဖီကသူတို့လိုကီနဲ့ပြဿနာရှင်ပြီးမှပါတီကိုသွားလို့ရမှာကြောင့်အသာတကြီးပေးဖို့ထပ်တောင်းပါတယ်ဂါဘန်ကတော့သွားခြင်းရင်သူ့စီကမြန်မြန်လာလူဖို့သာစတိုက်ပြောနေပါတယ်ပြောမရတဲ့အစုံလူဖီကအချိန်တင်ပြီးစတင်တိုက်ခိုက်ပါတယ်လူဖီရဲ့တိုက်ခိုက်ချက်တွေကိုခုံရှောင်လိုက်တဲ့ဂါဘန်ကလူဖီကိုအချိန်နဲ့တိုက်ခိုက်ဖို့ပြင်လိုက်ပြီးဟာကီကိုခံစားလိုက်ရတဲ့လူဖီကတော့ရှောင်းချိန်တောင်မရလိုက်ပဲမြေကြီးထဲဝင်သွားပါတယ်လူဖီပြန်ထွက်လာတော့ဂါဘန်ကမင်းကဒီခမောက်နဲ့မလိုက်ဘူးကော်ရိုးအုပ်ထုပ်ကမင်းနဲ့ပို့လိုက်တယ်ဆိုပြီးပြောပါတယ်လူဖီကတော့ဒါကရှက်သူ့အတွက်ငားထားတဲ့ရတနာဖြစ်ကြောင်းပြောပြီးဂက်စလင်းနဲ့တော့ကိုအတင်းလူယူပါတယ်ဂါဘန်ကတော့ရှက်ကငားရုံပဲငားတာဖြစ်ပြီးအပိုင်မပေးတာကြောင့်ကစီနဲပဲလို့စိတ်တုံအောင်ရန်စားပါတယ်လူဖီကစိတ်တွေတူပြီးတိုက်ခိုက်တာကြောင့်ဂါဘန်ကလေထဲကနေတော့နဲ့အောက်ကိုရိုက်ချလိုက်ပြီးပါဇက်ထဲကိုတော်ကြီးထိုးထည့်လိုက်တာကြောင့်အဝေးကြီးကိုလွန်သွားပါတယ်ဂါဘန်ကတော့ဘေးနားကပစိန်ကိုကောက်ကိုက်လိုက်ပြီးစဝိုင်းပုံစံလက်ထဲမှာလဲလိုက်ပါတယ်နောက်ပြီးရာဆိုတာကဲရုဆိုတဲ့တိုက်ကွက်နဲ့လေထဲကနေဓာခုတ်ချက်တွေကိုစတိုက်ဆိုသလိုပြင်နေပါတယ်ခုတ်ချက်တစ်ချက်ကိုဇိုဒိုကကာကွယ်တားဆီးနိုင်ခဲ့ပြီးကျန်တဲ့ချက်တွေကိုတော့လူဖီကဘေးကျွအောင်ရှောင်နေရပါတယ်သူ့ကုတ်ချက်တွေကဘေးတွေကိုစင်ကုန်ပြီးအမိုးတွေလည်းပြိုကျလာပါတယ်ပြိုကျလာတဲ့အပိုင်းတွေကိုနာမီမထီအောင်ရိုဒိုကကာကွယ်နေရပြီးဇိုဒိုကတော့ခုတ်ဖြတ်လိုက်ပါတယ်ဇိုဒိုရဲ့အစွမ်းစားတွေကိုဂါဘန်ကချီးကျူးနေတော့လူဖီဟာသူ့ရဲ့ဂီယာ5ဖောင်ကိုထုတ်သွင်းလိုက်ပြီးဇိုဒိုနဲ့အတူတိုက်ခိုက်ဖို့ပြင်ပါတယ်ဂါဘန်ကလူဖီရဲ့ဂီယာ5ပုံစံကိုကြည့်ပြီးလာတိုက်ခိုက်တဲ့လူဖီတို့ကိုအရှုံးပေးတယ်လို့ပြောကလက်ကိုမြောက်လိုက်ပါတယ်ရုတ်တရက်အရှုံးပေးလိုက်တဲ့ဂါဘန်ကြောင့်လူဖီနဲ့ဇိုဒိုတို့လည်းအနောက်ကနေရစီကိုပြေးတိုက်မိသွားပါတယ်လူဖီကတော့နောက်ပြောင်မှုကြိုးစားတာပါဆိုတဲ့အဖိုးကြီးကိုသူ့ကိုတတ်ဖို့ထီလို့စိတ်တွေစိုးနေပါတယ်နာမီကတော့ဒီအဖိုးကြီးကဘာလို့ဒီလိုလုပ်တာလဲဆိုတဲ့အတွေးတွေဝင်နေပါတယ်လူဖီတို့ကိုလည်းတော့ကိုပေးလိုက်ပြီးရိုဒိုကြီးကတော့ဂါဘန်ဆိုတာဘသူဖြစ်ကြောင်းပြပြဖို့ကြိုးစားနေပါတယ်ဂါဘန်ကတော့တားလိုက်ပြီးဂါဘန်ကအဲဘာကနေထွက်မသွားခင်ဒီအတိုင်းပဲရှိနေအောင်မယ်ဆိုရင်သူ့ကိုလာတွဲဖို့ပြောလိုက်ပါတယ်စိတ်ဆိုးနေတဲ့လူဖီတို့ကသူ့ကိုလာတွဲစရာအကြောင်းမရှိဘူးဆိုပြီးဒေါကန်နေပါတယ်ဂါဘန်ကတော့တစ်ချိန်လုံးကရှန်ကလူဖီရဲ့အကြောင်းပြပြနေတာကိုစဉ်းစားမိနေပါတယ်ဂါဘန်ကဒီကလေးကိုဘာလို့ယုံရမှာလဲလို့မေးခဲ့ပြီးရှန်ကတော့ကြိုက်သလိုသာလုပ်ပြီးစမ်းသပ်နိုင်ကြောင်းပြောခဲ့ပါတယ်ပင်လယ်ဖြန်ကျောင်းမှာတော့ကလေးတွေဟာစော်ကစားနေကြပြီးကလေးတစ်ယောက်ကထူးဆန်းတာတစ်ခုကိုမြင်ရတာကြောင့်ဆီယာမကိုသွားပြောပြပါတယ်အဲ့ဒီထူးဆန်းနေဆိုတာကငှက်တစ်ကောင်ဖြစ်တယ်လို့ဆီယာမကိုပြောလိုက်ပြီးကလေးတွေကလည်းအပေါ်ကိုကြည့်လိုက်ပါတယ်ဂန်ကိုရဲ့မြားငှက်အပေါ်မှာရှန်ရော့နဲ့ဂန်ကိုတို့နှစ်ယောက်ပါလာပြီးဂန်ကိုဟာအောက်မှာကျောင်းရှိကြောင်သတင်းပေးလိုက်တော့ရှန်ရော့ကသူတို့အတွက်ပိုးအစေမေကြောင်းပြပြလိုက်ပါတယ်သူတို့နှစ်ယောက်တနေရာကိုရောက်တော့ဂန်ကိုကရဲတိုက်ကြီးထဲမှာတွေ့ခဲ့တဲ့မော်ဆဆန်စဝိုင်းပုံစံတစ်ခုနဲ့လူနှစ်ယောက်ကိုစင်ခေါ်လိုက်ပါတယ်တယောက်ကတော့အေးဘီဘက်မှာလဲဆိုတာပြရခတ်နေပြီးနောက်တစ်ယောက်ကတော့သူအစင်းစင်းမဖြစ်သေးဘူးလို့အချိန်တနားရီလောက်ပေးဖို့နဲ့သူတို့နှစ်ဖျားတွေကိုအစာငံမထားနဲ့ဆိုပြီးဖုံပြောရင်းရောက်လာပါတယ်ရောက်လာတဲ့နှစ်ယောက်ကကီလင်ကန်ဆိုတဲ့သူနဲ့စွန်မာဆိုတဲ့သူတွေဖြစ်ကြပြီးသူတို့နှစ်ယောက်ကရောက်လို့ရောက်လာမှန်းတော့မသိကြသေးပါဘူးနောက်တော့မှစွန်မာကသူတို့အဲဘက်ကိုရောက်နေမှန်းသိသွားပါတယ်ရှန်တော့ကတော့တယောက်ဖက်လို့တာကိုဘာလို့နှစ်ယောက်တောင်ခေါ်တာလဲမေးတော့ရှန်တော့ကမြင့်မြတ်နယ်မြေကိုတာဝန်နဲ့ပြန်သွားရမယ်ဆိုပြီးစွန်မာကပြောပြပါတယ်level ပြီးသွားတဲ့ကမြင့်မြတ်နယ်မြေနေရာမှာအခြေအနေတွေမကောင်းတာကြောင့်ပြန်စစ်ခေါ်တာဖြစ်ကြောင်းလည်းပြောလိုက်ပါတယ်အဲ့ဒီနောက်သူတို့ကအဲဘာမှာဘာလို့ကြားမှာလဲဟာရဲရဲ့အုပ်ကူကိုဂါရဝလာပြူတာလားဆိုပြီးစွန်မာကမေးလိုက်ပါတယ်ဒါကြောင့်ကျောင်းကိုသွားပြီးသူတို့ရဲ့အစီအစဉ်ကိုရှင်းပြလိုက်ပါတယ်သူတို့ရဲ့အစီအစဉ်ဆိုတာကလေးတွေကိုပြန်ပေးဆွဲမယ်ဆိုတာမှန်ပေမဲ့ဂျိုင်းရန်ကလေးတွေကိုအိတ်နဲ့လည်းထည့်တယ်လို့မရသလိုအေးဘီအမတ်သားမရှိတာကြောင့်မချစ်စာကဲနဲ့လည်းတဲမရဘူးဆိုတော့ဘလို့တဲမလဲလို့မေးလိုက်ပါတယ်ရှန်တော့ကတော့သူတို့လူနဲ့ဆိုရင်လှုပ်လို့ရကြောင်းပြောပြီးဂိမ်းကိုစတင်မယ်ဆိုတာဒီအပိုင်းလေးကပြီးသွားပါတယ်